လူတယောက်ကဇွဲခင်းအောင်မှာဟင်းနေတဲ့လူသားတေးသေးလေးတွေနေထိုင်ရာတိုင်းဒေသတစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာမတော်တဆန့်ဆိုသလိုသူ့လက်ထဲကခောက်ဆွဲကြောက်တီအောက်ကိုပြုတ်ကျသွားတဲ့အခါအမျိုးမိတစ်ယောက်ကအဲ့ဒီအရာကနေပွေးပြန့်တဲ့အနံ့ထွက်နေတာကိုသတိထားမိသွားပါတယ်။၃ရက်လောက်အစာပြတ်လက်ပြီးငတ်မွတ်နေတဲ့သူကိုဖို့တော့ဒါအားယူကသွားစီလောက်မဲ့အရာပါပဲ။ဒါနဲ့ချက်ချင်းဆိုသလိုအငတ်မြစားတောက်ကြရင်ဒီဆဆဟာဘလောက်တောင်အရာသာရှိလိုက်တယ်လဲဆိုတာသိရှိသွားကြပါတော့တယ်။ဒီတိုင်းပြည်လေးမှာအစာအိစာရှားပါပြတ်လက်ပြီးဒုက္ခရောက်နေကြတာကိုမြင်လိုက်တဲ့မင်းသားကလည်းသူ့မှာရှိတဲ့ခောက်ဆွဲကြောက်တီအကုန်လုံးကိုတွန်းချပေးလိုက်ပါတယ်။ဧကရိဘုရင်မာလေးကတော့သူတို့ကိုနတ်ဖျားတွေကစောင့်ရှောက်နေပြီလို့ထင်မှတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့မင်းသားရဲ့ကောင်မလေးကဒီလူသားတေးသေးလေးတွေရဲ့လေးရောက်ပွက်ချက်ကိုတီးသွားတဲ့အခါရက်ဆက်တဲ့သူမကဖန်ပလင်းတစ်လုံးနဲ့ပြေးပေါက်လိုက်ပါတယ်။လူတစုလည်းချက်ချင်းဆိုသလိုပလင်းထဲမှာပိတ်မိသွားကြတာပေါ့။စက်တရတော်ဒီကတနက်တီနဲ့ဝိုင်းပေးကြပေးမယ်လေဖန်ပလင်းမို့လို့ဘာမှမထိခိုက်ခဲ့ပါဘူး။ဒါတင်မကသေးပါဘူး။သူမကပိုးတန်ကြီးကြီးတကောင်ကိုပါထပ်ထည့်လိုက်ပါသေးတယ်။ပိုးတန်ကြီးကတိုင်းပြည်ကိုဝင်ရောက်တိုက်ခိုက်တော့မယ်ဆဲမှမယ်မင်းသားရောက်လာပြီးပိုးသက်စေးနဲ့နှိမ်နှင်းလိုက်နိုင်ခဲ့ပါတယ်။ဒီနောက်မှာတော့ဒေါသထွက်နေတဲ့မင်းသားကသူ့ကောင်မလေးကိုအခန်းထဲကနေမောင်းထုတ်လိုက်ပါတော့တယ်။ဒီလိုနဲ့တရောစင်တွေတွေ့လာကြရင်မင်းသားကတိုက်ပြည်ရဲ့ဧကရိလေးကိုချစ်မိသွားခဲ့ပါတယ်။ဒီနေ့မှာတော့မိသားစုဝင်တွေဆုံးရှုံးလိုက်ရလို့ဝမ်းနဲ့ကြေကွဲနေတဲ့ဧကရိလေးကိုမြင်ပြီးမင်းသားကမီရှူမီပန်းစီဖောက်ပြီးခဲ့ပါတယ်။လှပပြီးရိုမန်တစ်ဆန်တဲ့ညကောင်းတဲ့ညံကိုချစ်ချင်းဧကရိလေးခမကြည်နူးပီတီထပြီးမျက်ရည်ကျတဲ့အထိပါပဲ။အဲ့ဒီချိန်မှာပဲရုတ်တရက်လုံးကျန်တပ်ဖြတ်သူတွေရောက်လာပြီးဧကရိကိုဝိုင်းထားလိုက်ကြပါတယ်။ဒါကိုမြင်တဲ့မင်းသားကချက်ချင်းဆိုသလိုအဝေးထိန်ရုတ်တင်ကားတစ်စီးကိုချပေးလိုက်ပါတယ်။ရန်သူတွေကတော့ဘာကြီးမှမသိတာမို့အထူးဆန်းလိုပြီးကြည့်နေကြတာပေါ့မင်းသားက remote control ကိုကိုက်ပြီးတင်ကပြောင်းဝက်နဲ့ရန်သူတွေကိုချိန်လိုက်တဲ့အခါကြောက်လန့်တကြားနဲ့ချက်ချင်းခွေခွေးလေးတွေလဲကြကုန်ပါတော့ရောနောက်ဆုံးမှာတော့အားလုံးထွက်ပြေးသွားကြပါတော့တယ်